ကဲမင်္ဂလာပါတာမီလေးတို့ရေဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့တောဆောက်နဲ့သမီးပုံပြင်တဲ့ဟိုးရှိတော့ဘိုးခွဲတစ်ပင်ကြီးရဲ့အောက်ခြေမှာနိုးထလာတဲ့နဲ့သမီးလေးတစ်ပါးရှိတယ်တဲ့အရန်ကိုချုံမောလာပါတဲ့နဲ့သမီးလေးပေါ့နော်ဝါဟမ်ငါဘယ်ရောက်နေရလဲသူကအတော်အတန်ကြာအောင်စဉ်းစားနေခဲ့တယ်ပြီးတော့အော်ငါသိပြီသူတို့ကကိုဒီမှာထိမ့်သိမ့်ဖို့လွတ်လိုက်တာပဲပြင်းလိုက်တာဆိုပြီးတော့မှညီးနေရှာတာပေါ့နဲ့သမီးလေးကဒေါထဲကိုလမ်းလျှောက်သွားတော့ငှက်ကလေးတစ်ကောင်တက်ပင်ပေါ်မှာနွယ်ချိုးတွေနဲ့ညှိပြီးအခက်ခဲဖြစ်နေတာကိုတွေ့လိုက်ရတယ်အတဲ့နဲ့သမီးကျွန်တော်ကိုကူညီပါဦးအိုးနင့်လိုတေးကွေးတဲ့တရိษံကိုမကူညီချင်ပါဘူးဆိုပြီးတော့မှထွက်သွားခဲ့တာပေါ့ငှက်ကလေးကတော့ဝမ်းနေပြီးကြံ့နေခဲ့ရှာတယ်ချစ်စရာကောင်းတဲ့နဲ့သမီးလေးကငှက်ကလေးကိုမကူညီခဲ့လို့မတိမတာလေးစပင်တူသွားခဲ့တဲ့ဒါကိုတော့နဲ့သမီးလေးကတတိမထားမိရှာဘူးသူလမ်းဆက်လျှောက်နေတော့မှရွာကလေးတယောက်ကိုတွေ့ခဲ့တယ်အဲဒီအချိန်မှာအမျိုးသမီးလေးတယောက်ရေခက်နေတာကိုတွေ့ခဲ့တယ်ပေါ့ရေခက်နေတဲ့နေရာမှာလည်းအခက်အခဲဖြစ်နေတယ်တဲ့ဒီခါမှာအမျိုးသမီးလေးကအိုးလာပါလို့တဲ့တက်တန်လေးကြီးကျွန်မကိုကူညီပါဦးရှင်နင့်လိုညစ်ပတ်တဲ့အမျိုးသမီးကိုငါလိုလာပါတဲ့နဲ့သမီးလေးကမကူညီနိုင်ပါဘူးဒီတစ်ခါမှလည်းအမျိုးသမီးလေးကဝမ်းနေစွာနဲ့ကြံ့နေခဲ့တာပေါ့နဲ့သမီးလေးရဲ့မကူညီခြင်းနဲ့စိတ်ကြောင့်သူဟာတဖြည်းဖြည်းနဲ့ရုပ်ဆိုးလာတာပေါ့ကွယ်ဒါကိုလည်းနဲ့သမီးလေးကတတိမထားမိခဲ့ဘူးဒီလိုနဲ့နဲ့သမီးလေးကလမ်းဆက်လျှောက်ရင်ဘွမ်းနုံထဲမှာညှက်နေတဲ့ရှင်းကျွက်လေးတစ်ကောင်တွေ့လိုက်တယ်ဒီခါမှာရှင်းကျွက်လေးကတတပည့်ကျွန်တော်ကူညီပါဦးအေးနင့်လိုကြွက်ကိုငါမကူညီနိုင်ဘူးဆိုပြီးနဲ့သမီးလေးကထွက်သွားခဲ့တာပေါ့နဲ့သမီးလေးကရေအိမ်နားကိုရောက်တော့ရေအိမ်ထဲကိုသူငုံကြည့်လိုက်တာပေါ့ဒီအခါမှာသူ့ရတူကြည့်ပြီးအလန့်တကြားအော်လိုက်တယ်အာငါရဲ့ချော်မောတဲ့မျက်နှာလေးဟုတ်တာပေါ့နဲ့သမီးလေးကတတဝါတွေကိုကူညီဖို့ညှင်းဆန်ခဲ့တော့အခုဆိုရင်သူကရုပ်ဆိုးပြီးကြောက်စရာကောင်းတဲ့နဲ့သမီးဖြစ်နေခဲ့ပြီဒီလိုနဲ့ပဲရေအိမ်ရဲ့အဝေးဆုံးကိုကြောက်လန့်တကြားအော်ပြီးထွက်ပြေးသွားခဲ့တာပေါ့သူကြောက်လန့်တကြားအော်နေတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာဝင်ထိုင်နေခဲ့တယ်ဒီကမှာတစ်ပင်ကြီးကငါလိုတင့်တယ်လာပါတဲ့တစ်ပင်ကြီးနာမှာဒီလိုရုပ်ဆိုးတဲ့နတ်သမီးလေးကိုနားခုတ်ခွင့်မပေးနိုင်ဘူးနတ်သမီးလေးကအတော်လေးစိတ်ထိခိုက်သွားတော့ပေါ့ဒီအချိန်မှာပဲနတ်သမီးလေးမကူညီခဲ့တဲ့တတဝါလေးတွေကငါတို့ရဲ့နတ်သမီးလေးကိုအဲ့လိုမပြောနဲ့တို့ရဲ့နတ်သမီးလေးကိုအဲ့လိုမပြောနဲ့အဲ့လိုမပြောသင့်ပေါ့ဒီကမှာတော့နတ်သမီးလေးကတတဝါလေးတွေကိုမကူညီမိခဲ့တဲ့အတွက်တောင်းတရပြီးတော့မှတောင်းပန်ရှာရဲတဲ့။နာနေတို့ကိုမကူညီခဲ့လို့တောင်းပန်ပါတယ်။နောက်ခါကျရင်တက်တဝါလေးတို့ကိုကူညီသွားပါမယ်လို့ငါကတိပေးပါတယ်။နတ်သမီးလေးကကို့အမားကိုတိသွားတဲ့အတွက်ရုပ်မဆိုးတော့ပဲမူလအတိုင်းလှပတဲ့နတ်သမီးလေးပြန်ဖြစ်သွားခဲ့တာပေါ့။ကဲပုံပြင်လေးကတော့ဒါပါပဲခွဲ။